သူ့မှာနှစ်မှသားချင်းကိုချင်းစာတဲ့မရှိပါဘူးသူကပြောပါတယ်သူဟာငွေပေးပြီးလာပြောပါတာဘယ်လိုမှနှစ်မှသားချင်းကိုချင်းစာတဲ့မထားနိုင်ပါဘူးလေဗျာနိုင်ငံရဲ့မိသားစုတွေမှာဒီပြဿနာရှိတယ်ဒီဗီဒီယိုတို့ကြည့်ရှုသူတွေအနေနဲ့ကြုံမှုမှာပါဘလို့လိုက်ရှာရတဲ့လောက်ကဝင်ဝင်တော့မိသားစုတွေမလောင်းကတော့စိတ်ညစ်ရတယ်ဟုတ်တယ်ဟုတ်ခုလိုဖြစ်နေတာတင်းရောက်ထက်လာမဟုတ်ပါဘူးနိုင်ငံရဲ့မိသားစုတွေမှာဒီပြဿနာရှိပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုဆိုင်ပါစီကိုကြီးချာနယ်တီထောင်းတယောက်ဖြစ်ပါတယ်ကျွန်တော် channel မှာထူးဆန်းဆန်းပြတဲ့ဗီဒီယိုတွေတင်ဆက်ပေးတာဖြစ်လို့အများကြီးကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေဒါဆိုဗီဒီယိုလေးပြန်ဆက်ကြတော့ပါဗျာအခုမြင်နေရတဲ့မျိုးသမီးကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအကြောင်းမျိုးမျိုးကြောင့်မလုပ်ချင်မှလုပ်ကိုင်နေရတဲ့ပြည်ထောင်စုမျိုးသမီးတွေဖြစ်ပါတယ်အခုမြင်နေရတဲ့မျိုးသားနာမည်ကတော့ရီဇော်ဦးဖြစ်ပါတယ်သူကငယ်လေးကဒီကိုအမြင်လာပါတယ်နေ့ဘက်အလုပ်လုပ်ရတဲ့မြောင်ငွေတွေကိုညဘက်မှာဒီကိုလာပြီးဘိန်းရှူတယ်ပျော်ပါပါတယ်ရီဇော်ဦးကသူစိတ်ကြည်နေရင်တော့ပြည်ထောင်စုတွေနဲ့အဆင်ပြေပါတယ်စေးပေးချခိုင်းတယ်ကခိုင်းတယ်သူစိတ်မကြည်ရင်တော့ပြည်ထောင်စုတွေကိုပါရိုက်တယ်ကြိုက်ဆွဲပါတယ်သူ့မှာနှစ်မှသားချင်းကိုချင်းစာတဲ့မရှိပါဘူးသူကပြောပါတယ်သူဟာငွေပေးပြီးလာပြောပါတာဘယ်လိုမှနှစ်မှသားချင်းကိုချင်းစာတဲ့မထားနိုင်ပါဘူးလေဗျာဘင်္ဂလားဒေ့ရှ်နိုင်ငံစိုက်ပျိုးရေးနဲ့ထဲကျိုးလုပ်ငန်းတွေအဓိကအားထားလုပ်ကိုင်တာဖြစ်ပြီးကမ္ဘာ့ဆင်းရဲသောနိုင်ငံတွေမှာလည်းပါနေသေးပါတယ်ဒီလိုဆင်းရဲတော့ရောက်နေတဲ့နိုင်ငံတွေမှာဘင်္ဂလားဒေ့ရှ်မျိုးသမီးတွေကလည်းပါဝင်ကြပါသေးတယ်လူဖြစ်လာတဲ့ဝေကြီးတစ်ခုလာဆက်တယ်လို့စဉ်းစားရနေကြရပါတယ်ပညာရေးအားနည်းတဲ့မျိုးသမီးတွေဟာပတ်စံရဖို့အတွက်ဒီလုပ်ကိုပဲလုပ်ကင်ကြပါတယ်ဘယ်တော့မှဒီလုပ်ကိုလုပ်မစားခြင်းပဲမဲ့စားဖို့နေရတယ်လုပ်နေကြတာပါတချို့ကကိုယ်တော်နဲ့ကိုယ်လုပ်ကြပါမယ်တချို့သောမျိုးသမီးတွေကတော့ရောင်းစားခံရတော့ဝင်လာရတာပါပြည်တန်စာအလုပ်ထက်မှာအသက်73နှစ်ကိုပိုင်ဉာဏ်တော်မရှိသေးတဲ့ကလေးတွေတောင်ရှိနေပါသေးတယ်တချို့သောမိန်းကလေးတွေဟာဒီလုပ်ကိုဆက်မလုပ်ရှင်တော့အိမ်ပြန်ဖို့ခွင့်တောင်းကြပါတယ်ပိုင်ရှင်ကလည်းနင်းပြန်ရင်နင်းကိုရောင်းစားတဲ့ပေါ်သားချစ်ကငါဝယ်ထားတဲ့ငွေပြန်ပေးရင်ပြန်လွှတ်မယ်လို့ပြောပါတယ်နင်းတို့ကိုလက်ကားခေါ်ရတာမဟုတ်ဘူးငွေနဲ့ဝယ်ထားတာငါငွေတွေအဆုံးရှုံးမခံနိုင်ဘူးဒီမျိုးသမီးတွေအလုပ်စားဝင်လာတဲ့အခန်းတစ်ခန်းစီရပါတယ်အဲ့တော့လေဒီခန်းအလုပ်လုပ်တော့လေဒီခန်းနေ့ဘက်တွေမှာဒီနေရာဟာတိတ်ဆိတ်ပြီးတော့ညဘက်တွေမှာဆိုရင်တော့ပွဲတဲ့ရှုံးပေးရပါတယ်မူးတဲ့လူကမူးအော်တဲ့လူကအော်ကားတဲ့လူကမင်းကလေးတွေနဲ့ပျော်ပါတဲ့လူကပျော်ပါကြပါတယ်သူတို့မချင်းနှင်းတတ်တဲ့လူတွေရင်ဝယ်ထဲမှာဒုက္ခတွေကိုခံစားရင်တညတာရဲ့အချိန်တွေကိုကုန်ဆုံးကြပါတယ်မိုးလင်းကန်တွေတော့ဖောက်တယ်တွေပြန်သွားရင်ဆက်လက်နဲ့အရက်နဲ့အနံပေါင်းစုံကြံနေခဲ့တဲ့အခန်းချင်းလေးထဲမှာနိုင်ငံပေါင်းစုံကမိသားစုတွေရုံးကန်လှောက်ရှားရတဲ့အမျိုးသမီးတွေရောင်းစားခံရတဲ့အမျိုးသမီးတွေဒီဝိကျွေးကလည်းအမြဲတမ်းကျွတ်ပါစေကြောင်းဆုတောင်းရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ပြရတယ်ဗျအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျ